အရက်မူးမောင်းတဲ့သူကိုဖမ်းမိရာကနေပြည်နယ်အဆင့်အရာရှိကြီးတယောက်ကိုထောင်ထဲပို့လိုက်တယ်လို့ဖြစ်သွားခဲ့တယ်အဲ့ဒီနောက်မှာတော့ရေးစားဖြစ်သူကသူမပါပတ်သက်မိမှာစိုးရိမ်ပြီးကျွန်တော်ကိုပြက်ဆက်ကခိုင်ပါတီတွင်းမှုသားရဲ့ရင်ခွင်ထဲကိုချက်ချင်းခုံဝင်သွားခဲ့တယ်ကျွန်တော်လည်းမျောလင့်ထားတဲ့အတိုင်းပဲမြို့ပြင်ကရွာငယ်လေးတွေကိုနင်းနေတန်ဖြစ်နေရေလောင်တမန်ဆောင်ဖို့ဆေးလွတ်ချင်းခံခဲ့ရတယ်ကိုလက်နဲ့ကိုနာကက်ကိုဖျက်ဆီးမိလိုက်ပြီဆိုပြီးနောင်တရစိတ်နာနေတဲ့အချိန်မှာပဲကံကြမ္မာရဲ့ဆက်ဝိုင်းကတိတ်တဆိတ်လဲပတ်လာခဲ့ပါတယ်အဲ့ဒီညကကျွန်တော်တရားဥပဒေတိုင်းပတ်မလိုက်ပဲစစ်ဆေးနေတဲ့ဗီဒီယိုကိုစေတနာရှင်ပြည်သူတယောက်ကအင်တာနက်ပေါ်တင်လိုက်ရာကနေပောက်ကွဲသလိုလူချက်များသွားခဲ့တယ်အဲ့ဒီအချိန်ကစလို့ကျွန်တော်ရဲ့ယာရုကတရေတလန်းလာပြီးနှစ်နှင်းငယ်အတွင်းမှာပဲဒုတိယမြို့တော်ဝင်ယာရုထိရောက်ရှိသွားခဲ့ပါတယ်ဒါပေမဲ့လူတော်ဆိုရင်ကံကြမ္မာကနှိမ့်ဆက်တတ်တယ်ပြောရမလားပဲရေကြီးရေရှာမှုဘေးအန္တရာယ်ကိုကာကွယ်ရင်းပြည်သူတွေကိုဘေးလွတ်ရာရွှေ့ပြောင်းပေးနေတော့ကျွန်တော်ဟာလိုင်းလုံးကြီးတွေကြားထဲမျောပါသွားခဲ့ရတယ်ပြန်ပြီးမျက်လုံးဖွင့်လိုက်တဲ့အချိန်မှာတော့ကျွန်တော်ဟာအရက်မူးမောင်းတာဖမ်းတဲ့အဲ့ဒီညကိုပြန်လည်ဝင်စားလာခဲ့ပါပြီဒါပေမဲ့မထင်မှတ်ပဲကျွန်တော်ရဲ့ရေးစားဟောင်းလူယူရန်ကလည်းလိုက်ပြီးအသက်ပြန်ရှင်လာခဲ့တယ်ပါနဲ့တဲ့သူမကကျွန်တော်ရဲ့အောင်မြင်မှုလမ်းကြောင်းကိုဖျက်လို့ချင်တာကြောင့်ရဲတပ်ဖွဲ့မှုစီမှာအဲ့ဒီညရဲ့အရက်မူးမောင်းစစ်ဆေးရေးတာဝန်ကိုအရယူပြီးတွားရောက်ခဲ့တယ်ဒါပေမဲ့သူမမသိတာတခုကပြီးခဲ့တဲ့ဘဝကကျွန်တော်ယာရုတက်ခဲ့တာဟာအဲ့ဒီအရက်မူးမောင်းတာကိုဖမ်းမိလို့မဟုတ်ပါဘူးအပြောင်းလဲမလုပ်တဲ့လူမှုရေးလောကဝတ်တွေကိုနားမလည်တာဟာနိုင်ငံရေးလောကရဲ့အကြီးမားဆုံးအမှားဆိုတာသူမမသိရှာဘူးအရင်ဘဝကကျွန်တော်ဟာမျက်နှာမလိုက်တရားသေဆုပ်ကင်လို့ဒုတိယမြို့တော်ဝင်ဖြစ်လာတဲ့အချိန်မှာအာနာကွန်အဖယ်ရှားခံခဲ့ရပြီးတရားဝန်ထမ်းဆောင်ရင်တေဆုံးသွားခဲ့ရတာဟာအကောင်းဆုံးထွက်ပေါက်ဖြစ်ခဲ့ရတယ်တကြော့ပြန်အသက်ရှင်ခွင့်ရတဲ့ဒီဘဝမှာတော့ကျွန်တော်ဘယ်တော့မှအုံနောက်မရှိတဲ့အယူတယောက်အဖြစ်မခံတော့ဘူးဒီညရဲ့တကယ်အခွင့်အရေးစစ်အမှန်ကအရက်မူးမောင်းတာကိုဖမ်းဖို့မဟုတ်ပဲအခြားမျိုးသမီးတယောက်ပေါ်မှာရှိနေတာသူမကတော့ကျန်းနယ်ပြည်နယ်ရဲ့ဒုတိယအတွင်းရေးမှူးထန်ဖုံးညံရဲ့တူဦးတဲ့တော်သမီးချစ်တော်ထန်ရွှေရန်ပဲချစ်ပါတယ်ဒီနားမှာလေပြင်းမုန်တိုင်းနဲ့စီးနှင်းတွေထူထပ်လုံးလို့သူမရဲ့ကားပြီးချော်ပြီးမြစ်ထဲကိုပြုတ်ကျကအသက်ဆုံးရှုံးရမယ့်ညာပဲဖြစ်တယ်ဖျားသခင်ကကျွန်တော်ကိုတစ်ခေါက်ပြန်ရှင်တန်ခွင့်ပေးထားမှတော့အရက်မူးမောင်းတာဖမ်းဖို့စိတ်ဝင်စားနေဦးမှာလားလူကယ်ဖို့ကသာအရေးကြီးဆုံးပဲတပ်ဖွဲ့မှုကအမိန်ပေးပြီးထွက်ခွာခါနီးချိန်မှာပဲရေးစားဖြစ်သူလူယူရန်ကမျောလင့်ထားတဲ့အတိုင်းကျွန်တော်စီရောက်လာပြီးချန်ဖုံးငါတို့လမ်းခွဲရအောင်လို့ပြောလာတယ်ဘာလို့လမ်းခွဲမှာလဲငါဘာတွေလိုအပ်ချက်ရှိလို့လဲလို့ကျွန်တော်မေးလိုက်တယ်အမှန်တော့ကျွန်တော်ရည်ရွယ်ချက်ရှိမေးလိုက်တာပါပထမအချက်ကကျွန်တော်တက်ပြန်ရှင်လာတဲ့အကြောင်းကိုဘယ်သူမှမသိစေချင်ဘူးဒုတိယအချက်ကတော့သူမဘလို့စမ်းပြတဲ့လမ်းခွဲစကားမျိုးပြောမလဲဆိုတာကြည့်ချင်လို့ပဲသူမကနင်းရဲ့အကွက်တွေကများလုံးနဲ့အတူတူရှိပြီးတိုင်းငါခြေထောက်တွေနူးညံ့ပြီးပြောခွေနေတာပဲငါညင်းငွေ့လာပြီးတဲ့ဩဟုတ်သားပဲငါကတမလုံးလို့နေမှာပါဒါဆိုရင်တော့နောက်မင်းအတွက်တိတ်မစွမ်းဆောင်နိုင်တဲ့သူပဲတွေ့ပါစေလို့ဆူတောင်းပေးပါတယ်လို့ကျွန်တော်ပြက်သားပဲပြန်ပြောလိုက်တယ်အချိန်ကမရှိတော့ဘူးလေအရင်ဘဝရဲ့မှတ်ဉာဏ်အရထံပိုးကြီးရဲ့သမီးမြစ်ထဲကိုကားချော်ကြတာည8နာရီဝန်းကျင်မှာအခုက9နာရီ45ရှိနေပြီးအခင်းဖြစ်ပွားတဲ့နေရာနဲ့ကီလိုမီတာ10ကနန်းလောက်ဝေးသေးတာကြောင့်အချိန်ကတိတ်မကြံတော့ဘူးကျွန်တော်ရုံးသုံးကားကိုမောင်းပြီးအမြန်ဆုံးအပြေးမောင်းထွက်ခဲ့တယ်လူယူရန်တယောက်မသိနိုင်တာကအရင်ဘဝကအင်တာနက်ပေါ်ဗီဒီယိုတင်ပေးခဲ့တဲ့စေတနာရှင်ပြည်သူဆိုတာအမှန်တော့ကျွန်တော်ငွေမြောက်များပေးပြီးငါထားခဲ့တဲ့သူဖြစ်တယ်ဆိုတာပါပဲအဲ့ဒီလူကနောက်ပိုင်းနှစ်တွေမှာအခွင့်ကောင်းယူပြီးကျွန်တော်ကိုငွေညစ်ခဲ့တယ်လို့တစ်သက်လုံးကျွန်တော်ပေါ်မိခိုးစားတော့မယ်လို့အရေးထူးထူးနဲ့ပြောခဲ့ဘူးတယ်ဒီဘဝမှာတော့အဲ့ဒီနေရဲလိုဒုက္ခတွေကိုလူယူရန်မဲခံယူလိုက်တော့ပေါ့ကျွန်တော်မညံထဲမှာထန်ရွှေရန်ရဲ့ကားကမတော်တဆထိန်းချုပ်မှုလို့သွားတာမဟုတ်ဘူးတစုံတယောက်ကကားကိုကြိုတင်လက်ဆော့ထားတာရည်ရွယ်ချက်ကထန်ဖုံးညံကိုမျိုးဆက်ပြအောင်လုပ်ပြီးစိတ်တက်ကြဆင်းစေကနိုင်ငံရေးလောကကနေအနားယူသွားစေဖို့ပဲဘာလို့လဲဆိုတော့အခုချိန်မှာထန်ဖုံးညံဟာအစစ်မြင့်ဆုံးအာဏာပိုင်ယာရုနေရာကိုတက်လန်းဖို့ခြေတလန်းပဲလိုတော့တာကြောင့်ပဲဒီချိန်မှာတော့မြို့ပတ်မြင့်နံဘေးကမင်းရွက်တရားပေါ်မှာထိန်းချုပ်ရခတ်နေတဲ့ကားတစ်စီးဟာဗညာရင်ထိုးနေပြီးကားပေါ်ကထန်ရွှေရန်ဟာစတီယာရင်ကိုအတင်းထိန်းနေပေမဲ့အချင်းကြီးပါပဲအဲ့ဒီအချိန်မှာပဲကျွန်တော်မောင်းလာတဲ့ကားကဘေးကနေချက်ချင်းကမောင်းလာပြီးညီမလေးကားကထိမရတော့ဘူးမလားကားမှန်ချပြီးငါပြောတာနားထောင်လို့အော်ပြောလိုက်တယ်ဟုတ်ကဲ့ခဲပါဦးထန်ရွှေရန်ကပြပြတဲ့ကားမှန်ချပြီးစတီယာရင်ကိုကင်ထားတယ်ငါကားနဲ့မင်းကားကိုပူဆွဲပြီးရက်တက်လိုက်မယ်သဘောပေါက်လားရှင်းစကားအတိုင်းလုပ်ပါမယ်သူမဟာကြောက်လန့်တကြားနဲ့ကျွန်တော်အမိန်ကိုဆက်ရုပ်လို့နာခံနေရှာတယ်ကားချင်းပုတ်တိုက်မိတဲ့အုံတုံးနဲ့အတူမကြခင်မှာပဲကားကိုအတင်းကျပ်ရက်တက်စေလိုက်နိုင်တယ်ကျွန်တော်ကားပေါ်ကချက်ချင်းဆင်းပြီးထန်ရွှေရန်ကိုပွေ့ချီထုတ်ခဲ့တယ်သူမကတော့ကြောက်လန့်နဲ့ငိုယိုပြီးတမီးအဖေစီဖုံးဆက်ရမယ်လို့ပြောတယ်အေးဆေးဆက်ပါမလို့နဲ့မကြောက်နဲ့တော့နော်လို့ကျွန်တော်နှစ်သိမ့်ပေးလိုက်တယ်အဲ့ဒီအချိန်မှာပဲနောက်ကနေတောက်လျှောက်လိုက်လာတဲ့ကားနှစ်စီးကကျွန်တော်တို့ကိုဝိုင်းလိုက်တယ်သူတို့ကအမှန်တော့အဝေးကစောင့်ကြည့်ပြီးဒီတမီးတော်ကြီးကားနဲ့အတူမြစ်ထဲကျသွားတာကိုပဲကြည့်ဖို့လာကြတာမထင်မှတ်ပဲကြားတဲ့ကကက်တင်ရှင်ပေါ်လာတာမြင်တော့တုတ်တူဂိုင်းပြီးကားပေါ်ကဆင်းလာကြတယ်ခွေးကောင်သူများကိစ္စဝင်ပါတာတေးချင်လို့လားလို့အော်ပြီးဝင်ချလာတယ်ကျွန်တော်ကကြိုတင်ရေးမိတာကြောင့်ခေါင်းဆောင်လုပ်သူကိုကန်လိုက်တာလွင့်ထွက်သွားတယ်ကျန်တဲ့လူတွေကိုလည်း32ပါအကုန်လန်အောင်ခါလေးအတွင်းမှာပဲကျမ်းပြင်ပေါ်လက်တိတ်လိုက်တယ်ကားမောင်းသမားကအခြေအနေမဟန်မှန်းသိတော့လူတွေကိုအမြန်ဆွဲတင်ပြီးမောင်းပြေးသွားကြတယ်ကျွန်တော်နောက်ကနေလိုက်မဖမ်းတော့ဘူးအခုကျွန်တော်လုပ်ရမှာကထန်ရွှေရန်ရဲ့စိတ်ထဲမှာသူမကိုကယ်တင်ခဲ့တဲ့သူရဲကောင်းဖြစ်အမှတ်ရစေဖို့ပဲချစ်ပြီးသူရဲကောင်းစစ်အမှန်သွားလုပ်နေဖို့မဟုတ်ဘူးအဖေသမီးသားပြတိုက်ခံရလို့မင်းရွက်တရားပေါ်မှာလာခဲ့ပါဦးရန်သမီးပါပြောလိုက်တာလေရန်စကားပြောဦးလေထန်ရွှေရန်ကစကားမဆုံးခင်မှာပဲတတိလက်သွားခဲ့တယ်ကျွန်တော်ဖုန်းကိုကောက်ကင်လိုက်တော့တစ်ဖက်ကနေဟယ်လိုနဲ့အော်နေတော့မဲစဉ်းစားပြီးနောက်ဖုန်းကိုမြေပြင်ပေါ်ချက်ချင်းပစ်ချလိုက်တယ်နောက်တစ်ချိန်ပြန်လည်မွေးဖွားလာတဲ့ဘဝမှာကျွန်တော်ကောင်းနားလည်သွားပြီးလောကကြီးမှာလူမှုရေးလောကဝတ်တွေအပြင်အကွက်တွေထောင်ချောက်တွေကလည်းကုန်နိုင်မှာမဟုတ်ဘူးကျွန်တော်ထန်ရွှေရန်ကိုအမြန်ပွေ့ချပြီးကိုကားပေါ်တင်ကဆေးရုံကိုအပြင်းမောင်းနေခဲ့တယ်ဆေးရုံမှာဆေးသွင်းပေးပြီး2နာရီကျော်လောက်ကြာမှထန်ရွှေရန်ဖြည်းဖြည်းချင်းနိုးလာခဲ့တယ်ကျွန်တော်ကတော့ဘေးကနေတဖွားမှမခွာပဲစောင့်ရှောက်ပေးနေခဲ့တယ်ဒီတော့အတွင်း2နာရီလေးအတွင်းမှာပဲတမျိုးလုံးကဘာပြတ်မတက်လောက်ခတ်သွားခဲ့တယ်ထန်ဖုံးညံကိုယ်တိုင်အမိန့်ပေးလိုက်တာကမြေလန်ရှာရရင်တော့ငါသမီးကိုရှာပေးကြပါငါသမီးတာတစ်ခုခုဖြစ်ရင်မင်းတို့အားလုံးယာရုကပြုတ်ဖို့တာပြင်ထားကြတဲ့လင်းချမ်းမျိုးရဲ့ရဲတပ်ဖွဲ့ဝင်အားလုံးလမ်းမတွေတရားတွေအနီးနားကဆေးရုံတွေအထိအကုန်ပိုက်စိတ်တိုက်ရှာဖွေခဲ့ကြတယ်ဒီလောက်ရှာဖွေရေးအားကောင်းတာတော့2နာရီကြာမှတဲလုံစာရခဲ့တယ်ဘာလို့လဲဆိုတော့ကျွန်တော်ဆေးရုံမှာနမီစင်းတွင်းတုန်းကကိုနမီရင်ကိုတုံးခဲ့လို့ပဲဘာဖြစ်လို့လဲဆိုတော့တာမန်လူတယောက်ရဲ့အမြင်ရကျွန်တော်ကယ်လိုက်တဲ့ကောင်မလေးရဲ့နမီကိုကျွန်တော်မသိတာကတဘာဝကြပြီးပြီးစုံတဲ့အကွက်ဖြစ်နေလို့ပဲ
စေယုံခန္ဓကာပွင့်လာတဲ့စက္ကန့်ပိုင်းမှာပဲတကားဝမှာရက်နေတာကလင်းကျက်မြို့တော်ပါတီတွင်းမှုဥပဒေရေးရာတွင်းမှုပြည်နယ်ရဲချုပ်မြို့နယ်ရဲချုပ်စတဲ့လူကြီးလက်မကြီးတွေအပြည့်ပဲနောက်ဆုံးမှာတော့စံပင်ဖြူနှဲငယ်တန်းနေတဲ့ထံဖုံးညံနဲ့အသက်30ကျော်ရွယ်လို့ထင်ရတဲ့တွေ့လားလားပါတဲ့လူဖုံးကြီးတို့ပြေးဝင်လာကြတယ်ရန်ရန်သမီးပါဖြစ်သေးလဲအခုဘလို့နေလဲသမီးဘာမှမဖြစ်ပါဘူးအဖေနဲ့အမေကိုစိတ်ပူအောင်လုံးမိသွားတယ်ဘာမှမဖြစ်ရင်ပြီးတာပါပဲအမေမှာသမီးတယောက်ပဲရှိတာသမီးသားတစ်ခုခုဖြစ်ရင်မိဘတွေဘလို့တက်ရှင်မလဲထန်ရွှေရန်ကလည်းအကြောင်းမပြေသေးပဲကောင်းကင်ကကြလာတဲ့သူရဲကောင်းဖြစ်တဲ့ကျွန်တော်ကိုပို့ပြီးကျေးဇူးတင်နေမိတယ်သူပဲသမီးကိုကယ်ခဲ့တာမဟုတ်ရင်သမီးကြောက်လို့တေးသွားတော့ပြီအမေသိပါပြီငါတို့မိသားစုတစုလုံးသူ့ကိုတေချာကျေးဇူးတင်ရမယ်ရန်သမီးကောင်းကောင်းအနားယူတော့တကားဝကလူကြီးမင်းတွေအားလုံးဒီစကားကြားမှရင်းထဲကအလုံးကြီးကျသွားကြတော့တယ်ဒီနာတာထန်တွင်းမှုရဲ့သမီးအမှန်တကယ်တစ်ခုခုဖြစ်သွားရင်သူတို့အားလုံးယာတူးထုတ်ဆွဲရတော့မှာထန်ဖုံးညံနဲ့လူဖုံးကြီးတို့ကကျွန်တော်ကိုအယိုသေးပေးဥညွတ်လိုက်ကြပြီးငါနာမီကထန်ဖုံးညံပါကျေးဇူးတင်ပါတယ်မောင်ရင်ကငါတို့မိသားစုရဲ့အသက်ကိုကယ်တင်ပေးခဲ့တာပဲငငယ်ရွယ်နဲ့အရေးကြီးတဲ့အချိန်မှာတွေးဝေးမနေပဲလူကယ်ဖို့ဆုံးဖြတ်ခဲ့တာတော်တော်လေးကောင်းတယ်မောင်ရင်နာမီကဘာတူလဲဦးလေးနဲ့အန်ဒီကျွန်တော်နာမီကချန်ဖုံးပါဒါကကျွန်တော်တက်နိုင်တဲ့အကူအညီလေးပါဒီလောက်ထိချီးကျူးဖို့မလိုပါဘူးဒါပေမဲ့ဘာဖြစ်လို့လဲချန်ဖုံးဦးလေးထံကျွန်တော်ကရုံသုံးကားကိုမောင်းလာတာပါအဲ့ဒီအချိန်ကအခြေအနေရေးကြီးနေတာကြောင့်ကားချင်းပုတ်ဆွဲပြီးအချိန်တက်လိုက်ရတယ်အခုကျွန်တော်ကားနေနေပျက်စီးသွားလို့နောက်မှကျွန်တော်နဲ့အတူရုံးကိုလိုက်ပြီးကျွန်တော်တို့လူကြီးတွေကိုအခြေအနေလေးရှင်းပြပေးလို့ရမလားခင်ဗျာဒါကတော့ပါနဲ့တဲ့ထောင်ချောက်တစ်ခုပါပဲဒီလိုရိုးရှင်းတဲ့တောင်းဆိုမှုကနေတစ်ဆင့်ကျွန်တော်ဟာနိုင်ငံဝန်ထမ်းဖြစ်ကြောင်းပြသလိုက်တယ်လို့တစ်ဖက်လူရဲ့ကြီးမားတဲ့နောက်ခံအာဏာကိုမတိရှာပဲရိုးသားသားကူညီခဲ့တာဖြစ်ကြောင်းတက်တည်ပြလိုက်တာပဲဟာရတာပေါ့ချန်ဖုံးတာဆိုမောင်ရင်ကဘယ်ဌာနကလဲလင်းကျဲမျိုးအောက်ကဝှေမင်းခေရရင်ထင်းရဲတက်ဖွဲ့တက်ခွဲ3ကရဲတယောက်ပါဦးလေးကောင်းပါပြီရဲဘော်ချန်ဖုံးမောင်ရင်ကိစ္စကိုငါသိပြီးငါကိုယ်တိုင်မောင်ရင်ရုံးကိုလာခဲ့မယ်ဟုတ်ကဲ့ပါဦးလေးထံအလုပ်ရှုပ်သွားစေမိပြီးကျွန်တော်ဟာထိတ်လန့်အံ့သွားတဲ့အရေးအယောင်လုံးဝမပြခဲ့ဘူးဘာလို့လဲဆိုတော့တာမန်ရင်ထင်းရဲ့အစ်စ်လေးကဒီလိုထိတ်တန့်အာဏာပိုင်ရဲ့နာမည်ကိုကြားဖို့မရှိတာတဘာဝပဲလေဘွားနှစ်ခုစာတွေ့ကြုံရှိတဲ့ကျွန်တော်ကအကွက်တွေလုံးမသွားအောင်ဘလို့ထင်းရမလဲကောင်းကောင်းသိတာပေါ့ဦးလေးထံညီမလေးဘက်ကတော့ဆရာဝန်ကဘာမှစိုးရိမ်စရာမရှိဘူးပြောပါတယ်စေးသွင်းပြီးတရက်နှစ်ရက်အနားယူရင်ကောင်းသွားမှာပါတခြားကိစ္စမရှိရင်ကျွန်တော်ပြန်လိုက်ပါဦးမယ်ဒီလိုအာဏာပိုင်ကြီးတွေဟာပင်ကိုယ်ကလေးကတန်တရားစိတ်များတတ်ကြပြီးတမင်တက်ဖန်တီးထားတဲ့စကွက်တွေကိုမြင်ဘူးလို့နေကြပြီးဒါကြောင့်ကျွန်တော်ချက်ချင်းနှုတ်ဆက်ထွက်ခွာမှသာတန်တရားကင်းမှာဖြစ်တယ်နေဦးမောင်ရင်ရန်ရက်အတွက်စေးဘိုးတွေစိုက်ထုတ်ပေးထားတာငါတွေ့တယ်ဒီကက်ကိုယူထားပါစေးဘိုးပြင်ငါတို့မိသားစုရဲ့ကျေးဇူးတုံ့ပြန်မှုလို့သဘောထားလိုက်ပါဒါပဲဖြစ်မလဲအန်ဒီကျွန်တော်မယူနိုင်ပါဘူးယူလိုက်ပါမောင်ရင်အန်ဒီနဲ့ဦးလေးကစိတ်ရင်းနဲ့ကျေးဇူးတင်လို့ပါထန်ဖုံးညံကအလွန်ရိုးသားစွာပြောလာတယ်ကျန်တဲ့ပြည်နယ်ရဲ့ဒုတိယအတွင်းရေးမှူးဖြစ်တဲ့သူဟာသူများကျေးဇူးကြွေးကိုမတင်လို့တာအာနာပိုင်တွေရဲ့တတိကြီးတဲ့စရိုက်ပဲဒါပေမဲ့ကျွန်တော်ရဲ့10နှစ်တာအစိုးရဝန်ထမ်းအတွေ့အကြုံအရဒါကိုပါနက်ချစ်ဖြတ်ဖို့ကအသေးဖွဲလေးပါဦးလေးထံဒီပိုက်ဆံကိုသာကျွန်တော်ယူလိုက်ရင်ကျွန်တော်အကြီးကျယ်ရှုံးသွားလိမ့်မယ်ဘာလဲအားလုံးလန့်သွားကြပြီဒီကောင်လေးကဘလို့ပြောလိုက်တာလဲပိုက်ဆံယူရင်ရှုံးမယ်ဟုတ်လားလို့စဉ်းစားနေကြတော့ကျွန်တော်ကဆက်ပြောလိုက်တယ်စဉ်းစားကြည့်လေဦးလေးထံအမှန်ဆိုကျွန်တော်သူရဲကောင်းလုပ်ခဲ့တာကိုရုံးမှာကြွားလို့ရတယ်လူကြီးတွေကလည်းစုချဦးမှာဒါပေမဲ့ဦးလေးစီကပိုက်ဆံယူလိုက်ရင်နောက်ဒီလိုကုန်ယူစရာကိစ္စကိုကြွားဖို့အားနာသွားရလိမ့်မယ်အဲ့ဒါဆိုကျွန်တော်အကြီးကျယ်ရှုံးတာပေါ့ဟဲနောက်တာပါဦးလေးအမှန်တော့ဒါကတာမန်ကူညီမှုလေးတင်ပါပြီးတော့ကျွန်တော်ကဝန်ထမ်းတယောက်ပဲတာမန်ပြည်သူတယောက်ဆိုရင်တော့ဒီလိုခြေအနေမျိုးမှာတွေးဝေးမနေပဲကူညီကြမှာပါဒီစကားတွေကြားပြီးနောက်အားလုံးရဲ့မျက်လုံးတွေဝင်ပါသွားပြီးဒီကောင်လေးမစိုးဘူးပဲစကားပြောတာကွက်ကြတယ်လို့တိတ်တခိုးချီးကျူးလိုက်ကြတယ်ဟာကောင်းပါပြီရဲဘော်ချန်ဖုံးဒါဆိုရင်လည်းတစ်ခေါက်ပြန်ပြီးကျေးဇူးတင်ပါတယ်ဒါကငါရဲ့လိပ်စာကပြပါနောက်မှရန်စေးရုံမစင်ရင်ငါတို့မိသားစုမောင်ရင်ကိုထမင်းဖိတ်ကျွေးမယ်ဒါတော့ညင်းလို့မရဘူးနော်ဟုတ်ကဲ့ပါဦးလေးထံကျွန်တော်အချိန်မှရောက်လာခဲ့ပါမယ်အဲ့ဒီအချိန်မှာပဲထန်ဖုံးညံရဲ့ဖုံးမိလာခဲ့တယ်ပါရင်းနှီးမြှုပ်နှံမှုတာဝန်ခံဒုတိယမြို့တော်ဝန်ကအပြစ်ကိုကြောက်ပြီးထွက်ပြေးသွားပြီးဟုတ်လားဖုံးချလိုက်တဲ့ထန်ဖုံးညံရဲ့မျက်နှာဟာချက်ချင်းနှင်းခဲလို့အေးဆက်မှုန်မိုင်းသွားခဲ့လေတော့တယ်